အားလုံးပဲမင်္ဂလာပါကျွန်တော်တို့မြန်မာ crafter ဒီနေ့ဗီဒီယိုပါတော့ကျွန်တော်တို့အရင်ရက်ပိုင်းတွေကမြန်မာနိုင်ငံကြီးရဲ့တိတ်ခါကိုဝိုင်းပြီးတော့အကုန်လုံးမတင်ပြီးလိုက်ကြတာနိုင်ငံတကာမှာဝိုင်းဆဲခံလိုက်ရတဲ့အဖြစ်အပျက်လေးကိုသိကြမှာပါ။မာလေးမှာစုစုပေါင်း like 108ခုပဲရှိတယ်။အမမာကစုစုပေါင်း like 9သိန်းကျော်ရှိတဲ့အတွက်အမကို attention ရှာတာလား။ something တော့ something ပဲတီတိုလီပွင့်ကြီးလိုက်တိုင်းမိတီတိုလီတက်တက်လာတယ်တဲလေးလေးကိုပေးလိုက်တယ်မလေးလေးကိုကြီးလိုက်တယ်တရုပ်ဆောင်ကောင်းနေညမငယ်တဝရမြဲအားမိနေတကယ်ဆိုတော့ဒီကြရှုံးနေတဲ့မြန်မာနိုင်ငံရဲ့တိတ်ခါကြီးကိုကျွန်တော်ပြန်ပြီးဆွဲတင်ဖို့အတွက်ရန်ကုန်မြို့လေကောင်မှာဗန်ဒူလာမဟာဗန်ဒူလာဘန်းချန်နဲ့စူးလီဖျားအနီးတစ်ဝိုက်မှာကျွန်တော်ဒိုင်နိုဆောပန်းချန်ကြီးတစ်ခုကိုတီထောင်ဖို့အတွက်ကျွန်တော်အကြံဉာဏ်ရလာပါတယ်အဲ့တော့ဒီနေ့ဗီဒီယိုကတော့ကျွန်တော်ရန်ကုန်မြို့မှာဒိုင်နိုဆောပန်းချန်ကြီးအကြီးကိုပြန်လဲတီဆောက်ဖို့ဗီဒီယိုဖြစ်ပါတယ်ဒီဗီဒီယိုကနေရတဲ့ပတ်စံအချို့တစ်ဝက်ကိုကျွန်တော်ပပမင်းအွန်လိုင်းကိုတိုက်ထုတ်ဖို့အတွက်သုံးသွားမှာဖြစ်ပါတယ်လို့ပြောရင်းနဲ့ဒီဗီဒီယိုလေးကိုစားလိုက်ကြရအောင်အားလုံး Miss Grand International I hate that so အောက်ထန်းကြ so အောက်ထန်းကြကျမတော်မူစခမညာငကိုမြို့ထဲမှာရှိတဲ့ဒိုင်နိုဆောပန်းချန်ကြီးကိုသရိုးမဟာတူရိယအကမဟာတူရိယတက်မတော်ကာကွယ်ရေးဝန်ကြီးချုပ်မချုပ်တချုပ်ဝမ်းချုပ်လေးဘတ်နာကင်ဆာတိုင်ဂါကင်း CMS ကလာရောက်ကြည့်ရှုသွားပါတယ်တိုင်ဂါကင်း CMS ဗာမိန်ကိုပြောကြားသွားတဲ့နားထောင်ကြရအောင်ခင်ဗျာToho to session the ma moda Canada session ma gana haparo the madagi session ma glesikia muraki surakia da amalo ကြောဘာသာရှင်လူများဝါဒီမြောင်တော်စီတခြားဘာသာသူတိတ်ကြီးကိုတခြားလူများဆောင်ရွက်ပြီးတခြားလူများဆောင်ရွက်ပြီးအခုကျွန်တော်တို့ပန်းချန်နဲ့ဝင်လိုက်ပါတော့ပန်းချန်ကတော့ Jurassic Park ဇာတ်ကားတွေကပန်းချန်နဲ့ပေါ့နော်reference ယူတာဖြစ်ပါတယ်အဲ့တော့ဒီ gate ကြီးကတော့ကျွန်တော်တို့စက်ကားထဲမှာတွေ့ရတဲ့ gate အတိုင်းပဲအဲ့တော့ကျွန်တော်တို့ဒီပန်းချန်ကဒီ map ကပေါ့နော်ကျွန်တော်ဘာလုပ်ရမလဲဆိုတော့ dinosaur တွေဝယ်ရမယ်ပြီးရင် dinosaur တွေအတွက်အိမ်တွေပါစောက်ပေးရမယ်အခန်းတွေစောက်ပေးပြီးတော့ပေါ့နော်ကျွန်တော်တို့ပန်းချန်ယူတိုးချဲ့ပြီးတော့ပတ်စံရအောင်လုပ်ရမှာဖြစ်ပါတယ်အဲ့တော့ဒါကတော့ကျွန်တော်တို့ရဲ့ဆရာပေါ့နော်ဆရာတော့ by လိုက်ပြမလို့မသိ okay professor ကကျွန်တော်တို့ဒီ dinosaur အစာကျွေးခိုင်းတယ်ပေါ့နော်ဒီ dinosaur ကဒီကောင်ကအတီးရွက်စားတဲ့ dinosaurအဲ့တော့ကျွန်တော်တို့ကအတီးရွက်ထုတ်တဲ့စက်ရုံထဲမှာသွားပြီးတော့အတီးရွက်တွေသွားယူရမယ်ယူပြီးတော့သူ့သွားကျွေးရမယ်ပေါ့နော်ဒီမှာ okay အော်ဒီမှာထွက်လာပြီဒါလေးကိုယူပြီးတော့ကျွန်တော်တို့သွားပြီးကျွေးရမယ်တဲ့automatic ကျွေးပေးတဲ့သူရှိတယ်တဲ့သူပြောတော့ဒါမဲ့သိရမလား automatic ကျွေးတာတိတ်ပြီးတော့မမြန်ဘူးပေါ့နော်ကျွန်တော်လက်နဲ့ကျွေးရပုံမြန်တယ်တဲ့ okay သူစားလိုက်ပြီ dinosaur လေးကချစ်စရာလေး okay အဲ့တော့ဒါတော့ကျွန်တော်တို့ရဲ့ပထမဆုံးပန်းချန်တဲ့ dinosaur ပေါ့နော်ဒီတစ်ကောင်ပဲရှိသေးတယ်တဲ့အဲ့တော့ဟုတ်ပြီကျွန်တော်တို့ dinosaur တွေအတွက်အိမ်ဆောက်ပေးရမယ်ပေါ့နော်အဲ့တော့ပထမဆုံးကျွန်တော်တို့တစ်တောပုံစံ forest ပုံစံဆောက်ကြရအောင် okay အဲ့တော့ဒီမှာကျွန်တော်တို့ဆောက်လို့ဤသမားကိုခိုင်းလိုက်ပေါ့နော်ပြီးသွားညံလိုက်တာဟာ okay ကျွန်တော်အထင်းဝင်ကြည့်မယ်ဒါတော့ dinosaur တွေကိုထည့်ဖို့နေရာအသစ်ဖြစ်တယ်ပေါ့နော်အဲ့တော့ dinosaur ဥတွေခဏချိုင်းဝယ်ပြီးတော့ကျွန်တော်တို့ဒီမှာ dinosaur တွေမွေးမယ်မွေးပြီးသွားရင်အဲ့ dinosaur တွေလူတွေကလာကြည့်မယ်ပေါ့နော်လာကြည့်ပြီးတော့ကျွန်တော်တို့ပတ်စံတွေရလိမ့်မယ် okay ဒီမှာကျွန်တော်တို့ dinosaur ဥရောင်းတဲ့သူရှိရပေါ့နော်ဒီမှာ3ခုရှိတယ်ကျွန်တော်တို့ကတစ်တောမှနေတဲ့ဥကိုဝယ်ရမယ်အဲ့တော့ဒီမှာတစ်တောမှနေတဲ့ dinosaur ဥရပြီပြီးရင်ဒါကိုယူသွားပြီးတော့ခုနကတော့ကျွန်တော်တို့စောက်ထားတဲ့သူ့ရဲ့အိမ်လေးထဲမှာသွားပြီးတော့ထည့်ပေးရမယ်ပေါ့နော်အဲ့တော့ဒီ dinosaur တွေကတော့ဘယ်လောက်ကြာမလဲမသိဘူးကျွန်တော်ထည့်ကြည့်လိုက်အောင်ပဲသူဥကနေပေါက်ဖို့မြန်သားပဲဟာ4စက္ကန့်ဒါအစမို့လို့ထင်ပါတယ် okay whoa ဒီကောင်းပါလေအသားစားရတယ်နဲ့တော်လေးမိုက်တယ်နော်ချစ်စရာလေးသေးသေးနဲ့okay ကျွန်တော်အပြင်ကနေကြည့်အောင်ဖွင့်ကျွန်တော်ကကြိုက်စားအောင်မယ်အဲ့တော့ကျွန်တော်တို့နောက်တစ်ခုထပ်ဆောက်ရမယ်ပေါ့နော်အသားစားတာဆိုတော့အသားတွေထုတ်တဲ့စက်ရုံကြီးကျွန်တော်တို့ထပ်ဆောက်ရမယ်တဲ့ okay ဆိုတော့ဒီမှာဒီကောင်လေးကိုကျွေးဖို့အတွက်ကျွန်တော်တို့အသားထုတ်တဲ့စက်ရုံရင်ဆောက်အောင်ဒီမှာဝင်မယ်ဒီမှာ carnivore farm ပေါ့နော် okay ဒီဘက်ချမ်းမှာကျွန်တော်တို့ဆောက်လိုက်အောင်ဒီမှာအသားထုတ်တဲ့စက်ရုံကြီးokay ဒီအသားထုတ်တဲ့စက်ရုံကခုနကတော့အတိုင်းပဲကျွန်တော်တို့တစ်တာပုံလေးတွေကနေပြီးတော့အသားပုံတွေသွားယူမယ်သွားယူပြီးတော့ကျွန်တော်တို့လိုက်ကျွေးရမှာပေါ့နော်ဒီမှာဒါကတော့အလုတ်သမားပေါ့အလုတ်သမားတွေကတော့ပြောတာတော့ automatic လုပ်တယ်လို့ပြောတာပဲကျွန်တော်တို့အခုဒီအဲ့နေရာနေရွှေ့ရမတွေ့သေးဘူးလူတွေရောက်လာပြီ happy visitor တဲ့သူတို့တွေပျော်နေကြတယ်တဲ့ okay ဝမ်းသာပါတယ်ခင်ဗျာကျွန်တော်တို့စားဖွင့်တဲ့နေ့ပါပဲနော်လူတွေရောက်လာကြပြီဆိုတော့ okay ကျွန်တော်တို့ကျွေးလိုက်မယ်ပြီးရင်ဒီ dinosaur တွေကိုသူတို့လာပြီးကြည့်လို့ရပါပေါ့နော် okay
ပြီးတော့ကျွန်တော်တို့နောက်တစ်ခုအရေးကြီးတဲ့ဟာစောက်ပေးရမှာတော့အိမ်သာဖြစ်ပါတယ်အိမ်သာတွေက300ကုန်တယ်ပေါ့နော်ဒေါ်လာ300 okay ဒီမှာလာပြီးတော့ပန်းချံမှာလာလဲသူတွေအတွက်အိမ်သာအိမ်သားလည်းအကြီးပဲကွာမိုက်တယ် okay ကျွန်တော်အထက်တော့ဝင်ကြည့်ရအောင် okay ဝင်ကြည့်ရအောင်ဒါမိန်းကလေးအိမ်သားကြီး okay ကျွန်တော်တို့ဘလောက်တန်ရှင်းတက်ရလဲကြည့်ကြည့်အောင်ဆိုပါ okay ဟာညရောက်တော့မြန်လိုက်လားဟာဟုတ်ပြီကျွန်တော်ညရောက်ပြီဆိုတော့ဘာလုပ်အောင်လဲဆိုတော့မီးတိုင်တွေကိုဝယ်ပြီးတော့ထိုးမရမှာဖြစ်ပါတယ်အဲ့တော့ရန်ကုန်မြို့အလေကောင်မှာတည့်ထားရဆိုရင်ပဲကျွန်တော်တို့ဒီပန်းချံကြီးမှာပေါ့နော်မီးပြက်နေလို့မရဘူးပေါ့နော်အဲ့ကျွန်တော်တို့မီးစက်တွေနဲ့လိုက်ပြီးတော့မီးထိုးမရမှာဖြစ်ပါတယ်ဆိုတော့ဒီမှာသူပြောတာတော့ဒီမီးတိုင်တွေကတဲ့မကြာခဏပြတ်တတ်တယ်တဲ့ကျွန်တော်မြန်မာနိုင်ငံဆိုတော့တည့်ရတိုင်းပဲအဲ့တော့မကြာခဏပြတ်တတ်တော့ကျွန်တော်တို့ဓာတ်တွေကိုသွားပြီးတော့ပြင်ပေးရပါလိမ့်မယ်တဲ့ okay ဒီလိုနဲ့ပဲကျွန်တော်တို့ရဲ့ပန်းချံ400ဆိုရင်တော့ဖြင့်လာရောက်လေပတ်တွေနဲ့ပျော်ရွှင်နေပါတယ်ဝေးဟိုမှာလူတယောက်မချေမနှက်ဖြစ်နေဟာဘာလည်းမသိဘူးသွားမေးလိုက်အောင်မယ်အတော်ကျွန်တော်ဘာကူညီပေးရမလဲခင်ဗျနေလာနဲ့အတော်ပဲငါမေးစရာရှိလို့ဟုတ်ကဲ့ကျွန်တော်ဒီပန်းချံကြီးရဲ့တာဝန်ခံမှာကျွန်တော်ဘာကူညီပေးရမလဲဒင်းတို့ကလည်းဒီပန်းချံမှာဒိုင်နိုဆောဥတုတ်တို့ဒိုင်နိုဆောတုတ်ထိုးလို့မရောလားလို့နောက်တစ်ခုလူတွေ complain တက်ကြတာကတော့ဒီကဒိုင်နိုဆောတွေကနဲသေးတယ်ပေါ့နော်အကောင်တွေကအများကြီးမရှိသေးအဲ့တော့ကြောင့်ကျွန်တော်တို့ဒီမှာဒိုင်နိုဆောတွေနေဖို့အင်ယာလေးတွေကိုပို့ပြီးတော့ထပ်ပြီးစောက်လိုက်ပါတယ်ခင်ဗျာဟုတ်ပြီနောက်တစ်ခုထပ်စောက်အောင်မှာတော့ကျွန်တော်တို့စားတောက်ဆိုင်ဖြစ်ပါတယ်ဟုတ်ပါတယ်ခုနကတော့ကျွန်တော်အတီပြောတာပါသူကဒီစားတောက်ဆိုင်တွေလိုအပ်နေရပေါ့နော်အဲ့တော့wait okay ရပြီဒီမှာဟာစားတောက်ဆိုင်ရလဲနော်ဒိုင်နိုဆောပုံစံကျွန်တော်တို့စားတောက်ဆိုင်ပြပါဒါပေမဲ့ဒိုင်နိုဆောတွေလုံးဝမရောင်းပါဘူးခင်ဗျာအဲ့တော့ဘာကားနဲ့အမဲသားနဲ့လုပ်ထားတယ်ထင်ပါတယ် I guess okay ကျွန်တော်အထဲဝင်ကြည့်ရအောင်မိဖို့ကြောင့်တန်ရှင်းတွေတေချာလုပ်သလားလုပ်ထားတယ်ကွာ okay အဲ့တော့ဒီဆိုင်လေးမှာသူတို့လာပြီးဝယ်စားလို့ရတယ်ပေါ့နော်ဒါပေမဲ့တချို့လူတွေကတော့ဒီမှာ complaint တက်နေတော့မှတွေ့လားအဲ့တော့ကျွန်တော်တို့ဘာထက်လုပ်ပေးရမလဲဆိုတော့ကျွန်တော်တို့ဒီကပန်းချံထဲမှာပေါ့နော်လိုအပ်တဲ့ပစ္စည်းတွေစောက်ပေးရမယ်အဲ့တော့ဒီမှာကျွန်တော်မီးတိုင်လေးတစ်တိုင်လောက်ထိုးပေးလိုက်မယ်ပျော်ဝိုင်းလားမသိဘူးပျော်ဝိုင်းလားမပျော်သေးဘူးဟာအဲ့တော့ကျွန်တော်တို့အိမ်သားတွေလည်းထပ်ပြီးစောက်ပေးရမယ်ပေါ့နော်ပန်းချံထဲမှာအိမ်သားတန့်ရှင်းရေးတွေပါလေအလုပ်သမားတွေလည်းမခန့်တော့ဆိုတော့ကျွန်တော်ပဲတန့်ရှင်းရမယ်ထင်ပါတယ်ဟောမှာစိတ်ဆိုးနေကြတယ်လူနှစ်ယောက်ဘာဖြစ်တာလဲဟာဟဲ့လေအိမ်သားမတန့်ရှင်းဘူးလားမဟုတ်ဘူးတဲ့ဒိုင်နိုဆောတွေကဒီတိုင်းပဲတဲ့အဲ့တော့ဒိုင်နိုဆောပို့ပြီးများအောင်ကျွန်တော်လုပ်ပေးရမယ်โอเคလှုပ်စူးစမ်းနေပါတယ်ကျွန်တော်အခုစူးစမ်းနေပါတယ်စောက်လုပ်နေတာဘယ်နှမိနစ်ကြံသေးလဲ9မိနစ်ကြံပါသေးရဲ့ခင်ဗျာကျေးဇူးပြုပြီးစောင့်ဆိုင်ပေးကြပါဒိုင်နိုဆောအစ်စ်တွေမကြခင်ရောက်လာတော့မှာပါခင်ဗျာညဘက်လဲကြာတော့ကျွန်တော်တို့ဒိုင်နိုဆောဥတွေလာရောက်ပါပြီအဲ့တော့ကျွန်တော်တို့ဒိုင်နိုဆောဥကျွန်တော်ခုနစောက်ထားတဲ့နေရာနဲ့တင့်တော်မဲ့ဒိုင်နိုဆောလေးကိုကျွန်တော်ဝယ်လိုက်ပါတယ်ခင်ဗျာဟုတ်ပြီဒိုင်နိုဆောဥလေးကိုကျွန်တော်တို့နားမှာထားလိုက်မယ်ဘယ်လောက်ကြာမလဲဆိုတော့10မိနစ်ကြာပါလိမ့်မယ်တဲ့ဒိုင်နိုဆောပေါက်ဖို့โอเคအဲ့တော့နောက်ထပ်ကျွန်တော်တို့ဒိုင်နိုဆောတွေနေဖို့နေရာတွေတိုးချဲ့ပါတယ်ဒီတစ်ခါကြာရင်တော့ကျွန်တော်တို့တောပေါ့နော် jungle ပုံစံစောက်မှာဖြစ်ပါတယ် okay yes ကျွန်တော်ပတ်စံပေးပြီးစောက်ခိုင်းလိုက်ပြီအဲ့တော့ဒီမှာအကောင့်လေးပေါက်လာတော့မယ်3 2 1ကျွန်တော်ခုနအကောင့်ပဲဖြစ်ပါတယ်အဲ့တော့ဒိုင်နိုဆောအစ်စ်မျိုးစိတ်မဟုတ်ဘူးပေါ့နော်စိတ်ဆိုးနေကြတယ် okay ကျွန်တော်ဒိုင်နိုဆောအစ်စ်ထပ်ဝယ်ပါတယ်ခုနကတော့အကောင့်ကတော့မျိုးစိတ်တူပဲဆိုတော့ပေါ့နော်ကျွန်တော်ဒီခါတော့မျိုးစိတ်မတူတဲ့အကောင့်လေးဝယ်လိုက်ပါတယ်ပြီးတော့ကျွန်တော်တို့ခုနကတော့စောက်ခဲ့တဲ့တစ်တောပုံစံသူ့ရဲ့လောင်ချိုင်အစ်စ်လေးမှာကျွန်တော်တို့သွားပြီးထားလိုက်ပါတယ် okay ရော့ဟာဒီမှာလူတွေက complaint တက်နေကြတယ်ဘာလို့လဲဆိုတော့တဲ့ကျွန်တော်တို့ဒီမှာကစားကွင်းမရှိလို့တဲ့ okay ကလေးတွေအတွက်ကစားကွင်းလေးကျွန်တော်တစ်ခုလောက်စောက်ပေးရအောင်ဒေါ်လာ1000တဲ့ကွာဈေးတောင်ကြီးတယ်ကွာ okay ကျွန်တော်ဒီမှာကလေးကစားကွင်းလေးရပါပြီokay လူတွေပျော်မယ်လို့မျှော်လင့်ပါတယ်ပြီးတော့ကလေးကစားကွင်းကိုမှောင်နေလို့မရဘူးလေเนาะကျွန်တော်မီးတိုင်လေးတွေထုံးပေးမှရမယ်အဲ့တော့ကျွန်တော်မီးတိုင်လေး2ခုလောက်ဝယ်ပြီးတော့မီးတိုင်လေးတွေတက်ပေးလိုက်ပါတယ် okay 3တိုင်လောက်တက်ပေးလိုက်မှာကွာရော့ okay ဟုတ်ပြီကျွန်တော်ကစားကွင်းနဲ့သွားကြည့်ရအောင်ကလေးတွေအတွက်စော့ရတာ safe ဖြစ်လားပေါ့เนาะဒါတော့ကျွန်တော်တို့ငယ်တော့တွေ့နေကြကစားကွင်းပုံစံပဲ okay wait ကျမ်းမြင်တွေကလှုပ်နေဟာကလေးပြုတ်ကြရင်ကျွန်တော်တာဝန်မယူတော့ okay ဒါတော့တဲနဲ့ဆော့ရနေရပြီးဒါကကျတော့ထိုင်ကုန်လေးတွေရှိမယ်လူကြီးတွေဟာထိုင်ကုန်ကပြက်နေဟာမင်းကလည်းအခုမှကျွန်တော်တို့စောက်ထားအခုပဲပြက်ပြီဒါကတော့ဒန်းစီရဲ့နေရာပေါ့နော်တက်လို့လည်းမရအောင်ကျွန်တော်လူကြီးတောင်မှတက်လို့မရကလေးဆိုဘယ်လိုတက်မှမသိခုံပြီးတက်ရမယ်နဲ့ရော့ခုံစမ်း okay ရပါပြီကျွန်တော်ဒန်းစီရဲ့နေရာဟုတ်ပြီကျွန်တော်တို့ဒိုင်နိုဆောဦးနောက်တစ်ခုလှုပ်ထားတာဒီမှာ4စက္ကန့်ပဲကျန်တော့တယ်3 2 1ဘာကောင်လေးထွက်လာမလဲဒီကောင်ကြီးအသားစားရတာမသိဘူးကြီးပဲကွာ okay ဒါတော့မျိုးစိတ်အစ်စ်ပေါ့နော်အသားစားလားမသိဘူးစားကြွေးကြည့်အောင်မဟုတ်ဘူးအသီးရွက်စားတာ okay good နောက်ထပ်ဥတလုံးထပ်ဝယ်ပါတယ်
ကျွန်တော်ညဘက်ရောက်တိုင်းဥရောင်းသမားပေါ့နော်ဥရောင်းသမားရောက်လာပါတယ်အဲ့တော့ကျွန်တော်ဒီခါကျတော့တခြားနာမည်တွေကအရန်ခတ်တော့ပေါ့နော်ကျွန်တော်နာမည်မတွေ့ဘူးတဲ့နာမည်ရှိတဲ့ဥကိုဝယ်လိုက်ပါတယ်โอเคပြီးဒီမှာသူ့ရဲ့နေရာမှာသွားထားလိုက်တယ်ဒါပေမဲ့ကျွန်တော်နေရာထားတာမှားသွားတဲ့အတွက်ကြောင့်ဒီဥကပေါက်ဖို့အချိန်အသေးကြာပါလိမ့်မယ်တဲ့အဲ့ချိန်မှာပဲကျွန်တော်ရဲ့တခြားဥကပေါက်ဖို့9စက္ကန့်လောက်ပဲလိုတော့ပေါ့နော်ကျွန်တော်သွားပြီးကြည့်လိုက်ပါတယ်โอเคဘာကောင်လေးပေါက်မလဲမသိဘူးထာဒါအိုးအကောင်ကြီးကအကြီးပဲကွာဒီကောင်လည်းအသီးရွက်စားတဲ့ကောင်ပဲပေါ့နော်โอเคချစ်စရာလေးโอเคငါတို့ပန်းချံကိုပတ်စံအများကြီးရအောင်လုပ်ပေးတော့ရအောင်မင်းအကွက်ရှိုးတွေပြလိုက်လာရကြီးတဲ့သူတွေကိုဒါမဲ့ကျွန်တော်တို့ပန်းချံမှာရှိတဲ့သူတွေကစိတ်ဆိုးနေကြတော့မယ်တဲ့ကြည့်လိုက်ကြအောင်ဗျာကျွန်တော်တို့မပြောချင်ပါဘူးကျွန်တော်အဲ့လောက်စူးစမ်းပန်းစားနဲ့အကောင့်တွေလည်းမွေးပေးတယ်အိမ်သားတွေလည်းစောက်ပေးတာကိုဒါမဲ့ကျွန်တော်ထပ်ပြီးတော့စူးစမ်းပါတယ်ဒီမှာကျွန်တော်ဆိုင်အသစ်ဖွင့်လိုက်ပြီးဒီဆိုင်ကတော့ကဖေးပေါ့နော်ကော်ဖီဆိုင်လေးဒိုင်နိုဆောကော်ဖီဆိုင်နဲ့အထဲမှာကျွန်တော်ဝေကြည့်လိုက်လို့ရှိရင်ထိုင်ကုန်လေးနဲ့လှလှလေးစောက်ပေးထားပါတယ်ခင်ဗျာโอเคဒီလိုဆိုရင်တော့ကျွန်တော်တို့လာရောက်လေပတ်သူတွေများသွားမယ်လို့ကျွန်တော်တို့မျှော်လင့်ပါတယ်လို့အဲ့နဲ့ညဘက်ရောက်လာတော့ပေါ့နော်ဒီကမီးတိုင်တွေကပြတ်သွားပါတယ်အဲ့တော့ကျွန်တော်ထပ်ပြီးတော့ဖွင့်ပေးရပါတယ်ပြီးတော့ခုနကတော့အရန်ကြာတယ်ဆိုရဲဒိုင်နိုဆောဥလေးကအခုပေါက်တော့မယ်ပေါ့နော်3 2 1 go ဝိုးအကောင်ကြီးကအကြီးပဲကွာမထင်တာဘူးဒီလောက်ကြီးမယ်လို့ပြီးတော့လက်သေးတွေကြီးလိုက်အောင်လက်သေးရတဲ့ရှေးပဲအကောင်ကြီးကလည်းကြီးပဲဒီကောင်ဘာလဲအသီးရွက်စားတာလားအသားစားတာလားမသိဘူးเนาะမသေးကွဲတော့ဒါပေမဲ့ဖြစ်ရှင်တော့အသီးရွက်စားဖြစ်ပါတယ်အဲ့တော့နောက်တစ်ခုကျွန်တော်ဥဝယ်ပြီးတော့ဒီကတဲရနာရတဲ့မှာကျွန်တော်သွားထားလိုက်ပါတယ်โอเคနောက်ဆုံးကျွန်တော်တို့ထပ်ပြီးစောက်ဖို့ကတော့ဒီကရေပန်းကြီးကိုကျွန်တော်စောက်လိုက်ပါတယ်ခင်ဗျာဒီမှာရေပန်းကြီးဒီမှာလူတွေ complaint တက်လွန်းလို့ပေါ့နော်ကျွန်တော်ရေပန်းကြီးစောက်ပေးလိုက်တာဖြစ်ပါတယ်အဲ့တော့လူတွေကြိုက်နှစ်တက်မယ်လို့ကျွန်တော်တော့မျှော်လင့်ပါတယ်ဝိတ်ဟေ့အောင်မင်းကဘာလို့မကြိုက်ရလဲဟာကွာဒီလူနေတဲ့တော့ကျွန်တော်ဒီပန်းချံကြီးကိုမလုတ်ချင်တော့ဘူးကျွန်တော်ဒီအခုပန်းချံကြီးကိုနောက်ဆုံးအနေနဲ့ကဲတင်ဖို့ကျွန်တော် idea တစ်ခုရလာတယ်ဒီကမီးတောင်ကြီးကိုစောက်ဖို့ဖြစ်ပါတယ်အဲ့တော့မီးတောင်ကြီးကိုစောက်ပြီးသွားရင်တော့လူတွေအားလုံးကျေနပ်မယ်လို့ကျွန်တော်မျှော်လင့်တယ်ဒီကမကျေနပ်ရင်တော့ကျွန်တော်လည်းမတက်နိုင်တော့ဘူးပေါ့နော်လူအလိုလက်မနိုင်လဲလူအလိုမြန်မာခွတ်တာမလိုက်နိုင်တော့ပါဘူးခင်ဗျာโอเคမီးတောင်ကြီးဒီမှာဒါတော့ကျွန်တော်ရဲ့နောက်ဆုံးကဲတင်မှုဖြစ်ပါတယ်โอเคအားလုံးပျော်ရွှင်တယ်လို့မျှော်လင့်တယ်တော့မပျော်ရင်တော့ငါ့ရဲ့ဒေါသမင်းတို့နဲ့တွေ့တော့မယ်အဲ့တော့လူတွေကြိုက်နေတတ်မယ်လို့ကျွန်တော်ကတော့တကယ်မျှော်လင့်ပါတယ်ခင်ဗျာကြိုက်နေတတ်ကြရဲ့လားပရိသတ်ကြီးတို့ရေဟာဒီကောင်တွေနဲ့တော့ကျွန်တော်တို့ဒီပန်းချံမှာအိမ်သာထပ်ပြီးစောက်ပေးလို့ရမလားရုံးလည်းပဲကျွန်တော်လည်းစိတ်မရှိတော့နောက်ဆုံးကျွန်တော်စောက်ဆက်မြဒီဒိုင်နိုဆောတွေရောအကုန်လုံးအိမ်သာတွေရောအကုန်လုံးပြန်ပြီးတော့ဖျက်ဆီးလိုက်ပါတယ်ခင်ဗျာကျွန်တော်နောက်ဆုံးအနေနဲ့ကျွန်တော်အကုန်လုံးဖျက်ဆီးပြီးတော့ရတဲ့ပတ်စံတွေအကုန်လုံးကိုအိမ်သာတွေအများကြီးဝယ်ပြီးတော့ဒီပန်းချံတစ်ခုလုံးကိုအိမ်သာဖြစ်ပြောင်းလိုက်ပါတယ်ခင်ဗျာပြီးပြီဒီမှာဘာဒိုင်နိုဆောမှလည်းမရှိဘူးဘာမှလည်းမရှိဘူးလူတွေလည်းပျော်ပြီးကျွန်တော်ရဲ့ပန်းချံတစ်ခုလုံးကအိမ်သားရည်နဲ့ပဲပြည့်နေရဖြစ်ပါတယ်ခင်ဗျာโอเคစားတော့ဆိုင်လည်းမရှိဘူးဘာမှမရှိဘူးအိမ်သားကြီးပဲကျေနပ်ပြီလားဟာတကယ်ကြီးကျေနပ်နေရဟာโอเคကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကြည့်ရှုပေးတာဒီနေ့ဗီဒီယိုကတော့ကျွန်တော်ဒိုင်နိုဆောပန်းချံကနေပြီးတော့အများသုံးအိမ်သားပန်းချံဖြစ်သွားပါပြီ